လုံးပဲမင်္ဂလာပါကျွန်တော်တို့မနက်ကတော့နည်းနည်းလေးလွတ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီချိန်ရတော့မိတ်ဆွေတို့ကိုကျွန်တော်တွက်နည်းနဲ့ပြလိုက်မယ်ပေါ့နော်နောက်ဟောပြန်တွက်နည်းရတိတ်ဆံမပြေတော့ဘူးကြာတင်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတွက်နည်းကိုကျွန်တော်မိတ်ဆွေတို့ကိုဒီတစ်ခါတက်ပြီးနားနေအောင်ပေါ့နော်ကျွန်တော်ပြပြီးမယ်ကြာရင်လည်း like ထိုးပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေများအခုအပေါ်မှာတင်းနဲ့ရှင်းနဲ့ပေါင်းတော့ကိုပေါ့နော်အဲ့တော့3ည3ညကိုပေါင်းညက်လဲကိုပေါ့နော်အဲ့တော့ကျွန်တော်တို့အခုလိုမျိုးပဲနှစ်ခွန်ပေါ့နော်အဲ့လိုမျိုးလေးတွေကျွန်တော်မြင်းချောင်းဆွဲတဲ့တိုင်လေးတွေပေါင်းရတယ်ပေါင်းရတဲ့ခါမှာနောက်ဆုံးမှာကျွန်တော်တို့ကနှစ်အခုလိုမျိုးပေါ့နော်ကျွန်တော်တို့က8ထိပ်ရတယ်ပေါ့ဗျာနော်အဲ့ဒါက12နာရီခဏအတွက်8ထိပ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ပိတ်ကိုဒါအမှုစုလေးထပ်ပြီးတော့ပြပြီးမယ်ပေါ့နော်အခုကျွန်တော်တို့ဒီနောက်ပိတ်ကိုတွက်တဲ့ခါမှာပေါ့နော်ဟိုတင်းနဲ့တင်းနဲ့3နဲ့ပေါ့နော်ကျွန်တော်တို့ကပေါင်းလိုက်ရင်ကျွန်တော်တို့က4ရတယ်အဲ့လို4ရတာပါကျွန်တော်က266ပေါင်းရင်လည်း4ဖြစ်ပါတယ်ထပ်မှပြီးတော့ကျွန်တော်တို့96နဲ့ပေါင်းရင်3ပေါ့နော်အခုလို33ခွန်ပေါင်းရင်လည်း3နောက်တစ်ခု4နဲ့8နဲ့ပေါင်းရင်2အခုဒီမှာကျွန်တော်တို့3လုံးပေါင်းရင်ကလည်းကျွန်တော်တို့က2ဖြစ်ရမယ်အဲ့တော့ဒီနှလုံးပေါင်းရင်ကဘာဖြစ်လာမလို့ကျွန်တော်က4ထည့်လိုက်တယ်ပေါ့ဗျာနော်နော် okay အဲ့တော့ကျွန်တော်က4ပိတ်ပေါ့နော်8ထိပ်4ပိတ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကပါဝါနှက်ခတ်ရိုက်ထားလိုက်တယ်ပေါ့ဗျာ8ထိပ်နဲ့4ပိတ်နဲ့အဲ့တော့ကျွန်တော်တို့က main က8လေးပေါ့နော်အဲ့ဒါအရင်က3လေးရယ်1လေးရယ်8 9ရယ်8 2ရယ်3 2ရယ်ပေါ့နော်အဲ့တော့ဒါအမျိုးစုတို့ကိုကျွန်တော်ကဒီလေးမျိုးစုတို့ကိုကျွန်တော်ကတွက်နည်းနဲ့ပြပေးတယ်ဦးနောက်ပိုင်းတွက်နည်းရအဆင်ပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်မျိုးစုတွေစိတ်ဝင်စားရဆိုရင်ထိုးပါနော်ကြိုက်တယ်ဆိုရင်ထိုးပေါ့နော်ကျွန်တော်တို့တွက်နည်းနဲ့ပြတာဒီလိုကြောင့်နည်းနည်းတော့အတန်နဲ့ရုံးနေတော့နည်းနည်းတွဲနေတော့ပထမချိန်အတန်ဝင်လိုက်တာအတန်မပါတော့ဘူးဗျနော်အဲ့တော့ကျွန်တော်ကပုံထိပ်ပြီးမှအတန်တွင်းလို့ဖြစ်သွားတာပေါ့နော်โอเคပါအဲ့တော့ကျွန်တော်မျိုးစုတွေဒီလောက်ဆိုရင်ကျွန်တော်ကတော့အဆင်ပြေလို့ကြောင့်ဒီလိုပဲနားလည်အားလုံးကျေးဇူးတင်ပါတယ်